အခုကတော့ခန်းဆက်တက်လေးစသွားမယ်ပုံလေးတွေကိုသုံးပြီးတော့ရှာမယ်အရင်တော့ဒေါင်လိုက်ပေါင်းတာနှုတ်တာပြီးသွားပြီအခုကကျတော့ပုံလေးတွေသုံးပြီးရှာမယ်နော်ပုံလေးတွေသုံးပြီးအပေါင်းထုတ်လေးဘယ်လိုလုပ်ကြမလဲဒါဆိုရင်နံပါတ်1ကလေးမှာစာသင်ခန်းထဲမှာကလေးက36ယောက်ရှိတယ်18ယောက်ကယောက်ျားလေးတွေဖြစ်ပြီးတော့မှ15ယောက်က main ကလေးဒါဆိုရင်လည်းအောက်ပါမေကွန်းလေးတွေပုံလေးတွေသုံးပြီးတော့ချက်လို့တွက်ကြမယ်အပေါင်းနှုတ်ဆိုရင်တော့မြင်းရတစ်ချောင်းနဲ့ပဲဆွဲမယ်နော်အပေါင်းနှုတ်ဆိုရင်တော့မြင်းရတစ်ချောင်းနဲ့ပဲဆွဲမယ်အဲ့တော့ဒီမှာဆိုရင်စာသင်ခန်းထဲမှာကလေးက36ယောက်အဲ့ဆိုဒီမှာမြင်းလေးတစ်ချောင်းဆွဲလိုက်မယ်ဒီကနေဒီထီးကဘယ်နှစ်ယောက်လဲကလေးက36ယောက်36ယောက်19ယောက်ကယောက်ျားလေးတွေအဲ့တော့ဒီကနေဒီထီးက19ယောက်ကယောက်ျားလေးတွေ19ယောက်ကယောက်ျားလေးတွေနောက်တစ်ခုကကြဒီမှာဘယ်နှစ်ယောက်ကျန်မလဲအဲ့ဆိုရင်18ယောက်က18ယောက်ကယောက်ျားလေးတွေဖြစ်ပြီး19ယောက်ကမိန်းကလေးတွေဖြစ်တယ်ဆိုရင်အောက်ပါမိကုန်းများကိုဖြေပါတယ်တကယ်လို့များသူကကလေးစုစုပေါင်းမေးမယ်ဆိုရင်ဒီညောင်ကွက်လက်ထားမယ်ဆိုရင်မိန်းကလေးရေတွက်နဲ့ယောက်ျားလေးရေတွက်နဲ့ပေးမယ်ကလေးစုစုပေါင်းဘယ်လောက်လဲအဲ့လိုမေးမယ်ဆိုလို့ရှိရင်ကျတော့ဒီမှာဆိုရင်ဒီမှာယောက်ျားလေးက18ယောက်မိန်းကလေးက19ယောက်ရှိတယ်ဒီကနေဒီကလေးစုစုပေါင်းကဘယ်နှယောက်ရှိမလဲအဲ့လိုမျိုးလေးတွက်ပေးရမယ်နော်အဲ့တော့ကွက်လက်ကလေးကိုတွက်မယ်ကွက်လက်လေးတွက်မယ်ဆိုဘာလို့ရမလဲပေါင်းရမှာလေယောက်ျားလေးအရေတွက်နဲ့မိန်းကလေးအရေတွက်နဲ့ပေါင်းရင်ဘာရမလဲကလေးစုစုပေါင်းရမယ်အဲ့ဒါဆိုလို့ရှိရင်ဒီနှစ်ခုပေါင်း36အဲ့လိုမျိုးလေးတွက်ပေးမယ်နော်အဲ့ဒါလေးတွေကျတော့ပုံလေးတွေသုံးပြီးတော့တွက်မယ်နော်ပုံလေးတွေသုံးပြုပြီးတော့မှတွက်မယ်ကဲဒါဆိုလို့ရှိရင်ကျတော့ exercise လေးတွေသွားလိုက်တော့မယ်နော်ဒီအကြောင်းလေးရ exercise လေးတွေမှာပဲတန်းပြီးပြောလိုက်နေမှာဘာမှခက်ခက်လဲအများကြီးရှိတာလည်းမဟုတ်ဘူးအဲ့ဒီပုံလေးတွေသုံးတဲ့ဟာလေးသွားမယ်နော်ဒီမှာဆိုရင် तू ကဗာမေးလဲဆိုတော့ကလေးအားလုံးကနံပါတ်1ကအပေါ်ကပုံမှာဂိမ်းတစ်ခုပေးမလိုက်ဘယ်လိုရှာမလဲပေါ့နံပါတ်1ကအားလုံးပေါင်းရေတွက်ကိုပေးမထားဘူးဆိုရင်ဘယ်လိုရှာမလဲအားလုံးပေါင်းရေတွက်ကိုပေးမထားဘူးဆိုလို့ရှိရင်ဒါဒီမှာဆိုရင်ဘာပေးမလဲယောက်ျားလေးအရေအတွက်18ယောက်ပေးမယ်မိန်းကလေးအရေအတွက်19ယောက်ပေးမယ်ကလေးစုစုပေါင်းကဒီမှာဘယ်နှစ်ယောက်လဲဆိုတာမသိဘူးဆိုရင်အဲ့ဒါကိုရှာကျင်တယ်ဆိုရင်ဘာနဲ့ပေါင်းမိရမလဲကလေးစုစုပေါင်းဆိုဘာလို့မလဲပေါင်းမယ်ယောက်ျားလေးအရေအတွက်နဲ့မိန်းကလေးအရေအတွက်နဲ့ပေါင်းတရားလေးရမယ်နော်ဒီမှာဆိုသိနေပြီလေသူနဲ့ပေါင်းမှဒီတစ်ခုလုံးရမယ်မဟုတ်လားဒီနှစ်ခုပေါင်းမှဒီစုစုပေါင်းဆိုတာအကုန်လုံးလေအဲ့ဒါရမယ်လေအဲ့ဆိုရင်ဒီနှစ်ခုပေါင်းလိုက်မယ်လေအဲ့ဆိုရင်ဒါလေးကဘယ်လောက်ရမလဲ36ဆိုပြီးတော့ရှာသွားမှာပေါ့เนาะအဲ့လိုမျိုးလေးတွက်ပြရမယ်နော်တကယ်လို့များအဲ့ဒီမှာတဲ့သူကယောက်ျားလေးအရေအတွက်ကိုမပေးထားဘူးဆိုလို့ရှိရင်ဘယ်လိုတွက်မလဲကလေးစုစုပေါင်းပေးထားမယ်ဆိုရင်ဒီအစအဆုံးနဲ့ကနေမှဒါအောင်နှုတ်လိုက်ပါရမယ်သူ့ကြံမယ်လေဟုတ်တယ်မလားတကယ်လို့မိန်းကလေးအရေအတွက်ကိုမပေးထားဘူးဆိုရင်အစအဆုံးနဲ့ကနေမှသူ့ကိုနှုတ်လိုက်လို့ရှိရင်သူ့ကြံမယ်အဲ့ဆိုရင်36ထဲကနေမှဒါဆိုရင်ဒီလိုမျိုးလေးလောက်ပါလေ16အပေါင်းတကယ်လို့မိန်းကလေးရေအတွက်ကိုမပေးဘူးဆိုရင်36ဒါဆိုဒီကွက်လက်ကိုလိုချင်တယ်ဆို36လေးကပေါင်းနှုတ်မယ်စက်ခုံကိုနှုတ်အပေါင်းကနေပြီးတော့မှညီမကြီးရဲ့တစ်ဖက်ကိုသွားပါဖြစ်မယ်အနှုတ်ဖြစ်မယ်နော်အဲ့လိုမျိုးလေးစက်ကျင်ဘက်ကလေးနဲ့သွားမယ်နော်ညီမကြီးရဲ့တစ်ဖက်ကိုရောက်လို့ရှိရင်အပေါင်းကနေပါဖြစ်မယ်ဆိုတော့အနှုတ်ဖြစ်မယ်ကဲအဲ့ဒီသိပြီညီမကြီးရဲ့တစ်ဖက်ကိုသွားလို့ရှိရင်စက်ကျင်ဘက်တွေဖြစ်ပြီးသွားမယ်အပေါင်းကနေနှုတ်အနှုတ်ကနေအပေါင်းအမြောက်ဆိုရင်အစားဆိုလို့ရှိရင်အမြောက်အဲ့လိုလေးသွားမယ်ဒီပု္ပ္ပစာနံပါတ်2မှာဆိုလို့ရှိရင်ကဲနံပါတ်2လေးတကယ်လို့ခိုင်မှာတဲ့မူလကတကြားလုံး14လုံးရှိတယ်မူလကသူကတကြားလုံး14လုံးရှိတယ်အဲ့ဒီနောက်အမေကတကြားလုံးအချို့ကိုပေးလိုက်တယ်အဲဆိုမူလကရှိတဲ့ဟာက14လုံးမူလက14လုံးရှိတယ်တကြားလုံးအချို့ကိုပေးလိုက်တယ်ဘလောက်ပေးမှန်းမသိတော့ကွက်လက်လေးလောက်လိုက်အဲ့ဆိုရင်လည်းခိုင်မှာတကြားလုံးစုပေါင်းဘယ်လုံးဖြစ်သွားလဲဆိုတော့31လုံးဖြစ်လာတယ်တဲ့စုစုပေါင်းကိုတော့ပေးတယ်31လုံးเนาะလိုမျိုးလေး31လုံးဖြစ်လာရဆိုရင်လည်းခိုင်ကိုတကြားလုံးဘယ်နှလုံးထပ်ပေးရလဲတဲ့အဲ့တော့ဒီ31ဆိုတဲ့အရာကြီးရဖို့အတွက်ကျတော့ဘာလို့ရမလဲဒီနှစ်ခုပေါင်းရမယ်မဟုတ်လားအဲ့တော့14နဲ့ဘာနဲ့ပေါင်းမှာလဲကွက်လက်ကလေးနဲ့ပေါင်းမှာ31ဆိုရမှာလေအဲ့တော့ဒီကွက်လက်ကိုလိုချင်တယ်ဆိုရင်14ရဟိုဘက်ကိုသွားပြီးတော့ဘာလုပ်ရမလဲအပေါင်းဆိုရင်တစ်ဖက်ကိုသွားရင်ဘာလုပ်ရမလဲနှုတ်ရမယ်အဲ့တော့အပေါင်းရဲ့ဆန့်ကျင်ဘက်ကအနှုတ်တစ်ဖက်ကိုသွားပြီးတော့နှုတ်ပေးရမယ်နော်အဲ့ဆိုရင်ကွက်လက်ညီမချင်း31ထဲကနေပါနှုတ်မယ်14ကိုနှုတ်အဲ့31ထဲကနေ14ကိုနှုတ်မယ်ဆိုတောင်လိုက်လေးချလုံးနော်
အောင်တိုင်းလေးချလုပ်မယ်ဆိုရင်ဆက်15အောင်နှုတ်ရင်15ကျန်မယ်ဆက်ကြောက်ဆိုဆက်ခွန်ပေါ့ဆက်ခွန်ကျန်မယ်အဲဆိုရင်ဘယ်နှလုံးထပ်ပေးလိုက်တာလဲဆိုရင်ဆက်ခွန်နှလုံးထပ်ပေးလိုက်တာပေါ့ဒီမှာဆက်ခွန်နှလုံးလေးထည့်လို့ရတယ်နော်ဆက်ခွန်နှလုံးထပ်ပြီးတော့ပေးလိုက်တာဒီလိုမျိုးလေးတွက်လို့ရတယ်နော်အဲဆိုရင်နံပါတ်1ကလေးစပြီးတွက်မယ်နော်ဒီနံပါတ်1ကလေးနော်ဒီနံပါတ်1လေးတွက်မယ်အဲနံပါတ်1ကဘာလဲဆိုကားတစ်စီးပေါ်မှာမူလကခရီးတယ်18ရောက်ရှိမူလက18ရောက်ရှိအဲ့နောက်ခရီးတယ်ထပ်တက်လာတယ်တဲ့အဲဆိုရင်မကြည့်မယ်ကားတစ်စီးပေါ်မှာမူလကခရီးတယ်18ရောက်ရှိတယ်ခရီးတယ်ထပ်တက်လာတယ်ဘလောက်တက်မှန်းတော့ကျတော့မသိတဲ့ကြောင့်ကွက်လက်လေးအဲဆိုရင်လည်းအဲ့ဒီကားပေါ်မှာခရီးတယ်အားလုံးပေါင်း25ရောက်ဖြစ်သွားတယ်အဲဆို25ရောက်ကစုစုပေါင်းပေါ့စုစုပေါင်း25ရောက်ဖြစ်သွားတယ်ဆိုရင်တဲ့ထပ်တက်လာတဲ့ခရီးတယ်ကဘယ်နှရောက်လဲတဲ့အဲဆိုဒီ25ကိုရဖို့တော့ဒီနှစ်ခုဘာလုပ်ပြရမလဲဒီ25ဆိုအစဆုံးလေဒီနှစ်ခုဘာလုပ်ရမလဲပေါင်းရမယ်လေအဲဆိုရင်18ရဲ့ဘာရဲ့ပေါင်းပါလဲဆိုရင်ကွက်လက်ရဲ့ပေါင်းရင်25အဲဆိုကွက်လက်လေးကိုလိုချင်တယ်ဆိုရင်18ကဟိုဘက်ကိုသွားပြီးဘာလုပ်မလဲအပေါင်းဆိုတဲ့ကြောင့်မလို့တစ်ဖက်ကိုသွားရင်ဘာလုပ်မလဲနှုတ်မယ်18နှုတ်လိုက်တော့ဘယ်နှယောက်လဲ9ယောက်ပေါ့ကားပေါ်ကိုထပ်တက်လာတာ9ယောက်တက်လာเนาะအဲ့လိုမျိုးလေးတော့နောက်တစ်ခုကကြတော့ဒါလေးပြီးသွားပြီဆိုရင်ဒါလေးတွက်မယ်နော်နံပါတ်3လေးစိုင်းထဲမှာမူလကလေ့ကျင့်ခန်းစာအုပ်အချို့ရှိတယ်တဲ့လေ့ကျင့်ခန်းစာအုပ်အချို့ရှိတယ်အဲ့နောက်28အုပ်ရောင်းလိုက်တယ်အဲ့တော့စိုင်းထဲမှာမူလကလေ့ကျင့်ခန်းစာအုပ်အချို့ရှိတယ်ဆိုတော့ဘယ်လောက်မှန်းတော့မသိဘူး28အုပ်ရောင်းလိုက်တယ်တဲ့28အုပ်ရောင်းလိုက်တယ်မူလကစာအုပ်ဘယ်နှအုပ်ရှိအခု6အုပ်ကျန်တယ်28အုပ်ရောင်းလိုက်တာ6အုပ်ကျန်တယ်မူလကစာအုပ်ဘယ်နှအုပ်ရှိတယ်မူလကရှိတဲ့စာအုပ်ကိုလိုချင်တယ်ဆိုဒီနှစ်ခုပါလုပ်ပြရမယ်ပြန်ပေါင်းပေးမှရမယ်လေ28အုပ်ကရောင်းလိုက်တယ်ရောင်းလိုက်တဲ့စာအုပ်တွေဒီမူလကရှိတဲ့စာအုပ်တွေကနေ28အုပ်ကိုရောင်းလိုက်တယ်ပြီးတော့6အုပ်ကကျန်တယ်ဒါဆိုရောင်းလိုက်တဲ့စာအုပ်နဲ့အခုကျန်တဲ့စာအုပ်နဲ့ပေါင်းတော့မှမူလကရှိတဲ့စာအုပ်တွေကိုဘာလို့မှရမှာလေအဲ့ဒါဆိုလို့ရှိရင်ဒီမူလကရှိတဲ့စာအုပ်ကိုလိုချင်တယ်ဆိုရင်ကွက်လက်ကိုလိုချင်တယ်ဆိုရင်ဘာနဲ့ပေါင်းမလဲ28နဲ့6နဲ့ပေါင်းပေးရမှာပေါ့အဲ့တော့30နဲ့ခွန်ဆိုပြီးတော့ရမယ်เนาะဒီပုံလေးကိုကြည့်ပြီးတော့ရမယ်เนาะကဲနံပါတ်2ကကြတော့ကျင့်ခန်းနံပါတ်2ကကစားကွင်းမှာမူလကကလေးအချို့ရှိတယ်ကစားကွင်းမှာမူလကလေးအချို့ရှိတယ်အဲ့နောက်10ယောက်ကအိမ်ပြန်သွားတယ်ကလေး73ယောက်ကျန်တယ်တဲ့အဲ့တော့10ယောက်ကအိမ်ပြန်သွားတယ်ကလေး73ယောက်ကျန်တယ်အဲဆိုရင်ကစားခွင့်မှာမူလကကလေးဘယ်နှယောက်ရှိတယ်လေတဲ့အဲဆိုလဲဒီနှစ်ခုပေါင်းမှပါရမှာလေမူလကရှိတဲ့ကလေးတာကိုရမှာလေအဲဆိုမူလကရှိတဲ့ကလေးကိုလိုချင်တယ်ဆိုရင်10နဲ့ပါနဲ့ပေါင်းမယ်73နဲ့ပေါင်းအဲဆို10နဲ့73နဲ့ပေါင်းတော့တောင်းလိုက်ချပေါင်းလဲရရနော်21တောင်းမို့73ကိုစိတ်ထဲမှာမယ်လဲ8ချောင်းထောင်းဆိုရရနော်အဲ့လိုမျိုးလေးတော့အဲဆိုရင်ကျတို့ဒီကောင်လေးအတွက်တက်ပြီနော်ဒါဆိုလို့ရှိရင်ပုံလေးတွေဆွဲတက်ပြီးပုံရတဲ့သူကအမျိုးမျိုးလေးတွေလာမှာပေါ့စုစုပေါင်းမေးတာရှိမယ်စုစုပေါင်းပေးတာရှိမယ်เนาะအဲ့လိုမျိုးလေးတွေလာခဲ့ဒါဆိုဒီဟာလေးတွက်ကြည့်အောင်နံပါတ်4နံပါတ်4ကတစ်မှာမူလက24စင်တီမီတာရှည်တဲ့ဖဲကြိုးတစ်ချောင်းရှိတယ်မူလကအရှည်ကိုပေးထားတယ်ဒီမှာမူလက24စင်တီမီတာရှည်တဲ့ဖဲကြိုးတစ်ချောင်းရှိတယ်အချို့ကိုသုံးလိုက်တယ်တဲ့ဘလောက်ကိုသုံးလိုက်မှမသိတော့ကွက်လက်ပြီးလို့ရှိရင်18စင်တီမီတာကျန်တယ်တဲ့ဒါဆိုလို့ရှိရင်24ကိုရဖို့တဲ့ကျတော့ဘာနဲ့ပေါင်းတာလဲဆိုရင်ကွက်လက်ရဲ့18ရဲ့ပေါင်းမှာ24စင်တီမီတာမူလကအပြည့်ယူရမှာလေအဲ့တော့ကွက်လက်ကလေးကိုလိုချင်တယ်ဆိုရင်24တဲ့ကနေပါအောင်နှုတ်မယ်18ကိုနှုတ်ပေးရမှာပေါ့ဒီမှာဒီပုံလေးကိုကြည့်လေဒီဟာလေးကိုလိုချင်တယ်ဆိုရင်ဒီကနေဒီထိလေးကိုလိုချင်တယ်ဆိုရင်ဒီပိုင်းလေးပါလုပ်လိုက်နှုတ်ပလိုက်ပေါ့ဒီပိုင်းလေးကိုနှုတ်လိုက်တော့မှဒါကျန်မှာမဟုတ်လားအဲဆိုရင်24တဲ့18ကိုနှုတ်တော့ဘယ်လောက်ကျန်လဲဆိုတော့9ကျန်နော်24ရဲ့18နှုတ်တော့9ကျန်အဲဒီမှာတော့ချက်ပြမယ်အဲ့တော့ဒီပိုင်းလေးကိုဘာလုပ်ပြရမလဲဒီပိုင်းလေးကိုနှုတ်ပလိုက်မယ်လေဒီပိုင်းလေးကိုနှုတ်ပလိုက်ဒီပိုင်းလေးကိုနှုတ်ပလိုက်ပြီဆိုရင်ဒီစက်ခွန်နှုတ်ပလိုက်ပြီဆိုဒီမှာတွေ့လားလိုချင်တဲ့အပိုင်းလေးကြံခဲ့နော်လိုချင်တဲ့အပိုင်းလေးဒီမှာကြံခဲ့မယ်လိုချင်တဲ့အပိုင်းလေးဒါလေးကြံခဲ့ပြီတွေ့လားနော်နှုတ်လိုက်ပြီဆိုမူလက24တဲ့ကနေပြီးတော့မှ
ဆက်ခွန်နှုတ်လိုက်ရင်လိုချင်တဲ့အပိုင်းဟွာလေးကျန်တယ်နော်အဲ့လိုကဲဒါဆိုနောက်ထပ်နံပါတ်3လေးတွေ့အောင်နော်ကြော့မှာမူလကရောင်းဆုံးစာရွယ်23ရွယ်ရှိတယ်တဲ့ဒါဆိုမူလကစုစုပေါင်းပေးထားတယ်အဲ့တော့စုစုပေါင်းက23ရွယ်ရှိတယ်သူကတဲ့အချို့ကိုသုံးလိုက်တယ်တဲ့ဘယ်လောက်သုံးလိုက်မှမသိတော့ကွက်လက်ဒါဆိုသူ့မှာတဲ့ဘယ်နှခုကြံသေးလဲဆိုတော့သိတယ်19ရက်ကကြံသေးတယ်ဆိုရင်ဘယ်လောက်သုံးလိုက်လဲဒါဆိုလဲလူကခုနကလည်းပါတော့မယ်ကွက်လက်အပေါင်း19အဲ့တော့ကွက်လက်ကိုလိုချင်တယ်ဆို23နဲ့19ကိုနှုတ်တော့4ရွက်သုံးလိုက်တယ်နော်နောက်လေးချင်တဲ့နေတွေစင်မှာလိုလေးပဲချက်ပေါ်ပေးလိုက်မယ်နော်စင်မှာ strawberry ဒီ23လုံးရှိတယ်အချို့ကိုစားလိုက်တယ်ဒါလည်းလိုပဲခုနက23လုံးရှိတယ်အချို့ကိုစားလိုက်တယ်ဘယ်လောက်စားလိုက်မှန်းတော့မသိဘူးအဲ့ဆိုရင်သူ့မှာ10လုံးပဲကျန်တယ်ဒါဆိုလို့ရှိရင်သူဘယ်နှလုံးစားလိုက်တာလဲဒါဆိုသူ့ကိုလိုချင်တယ်ဆိုရင်ကွက်လက်အပေါင်း8ဒီမှာချင်း23အဲ့ဆိုရင်23နဲ့8ကိုနှုတ်ပါရမယ်ကွက်လက်လေးရမယ်နော်တစ်ပင်ပေါ်မှာငှက်အချို့ရှိတယ်တစ်ပင်ပေါ်မှာငှက်အချို့ရှိတယ်ငှက်12ကောင်ပြန်သွားတယ်တဲ့အဲ့ဆိုရင်18ကောင်ပဲကျန်တော့တယ်ဒါဆိုမူလကတစ်ပင်ပေါ်မှာဘယ်လောက်ရှိလဲမူလကရှိတဲ့ဟာဘယ်လောက်မှမသိဘူးသူမေးတာမသိလို့မေးတာသူမေးတဲ့ဟာပါထားမလဲကွက်လက်ထားမူလကရှိတဲ့တစ်ပင်ပေါ်ကငှက်ဆိုတာစုစုပေါင်းငှက်ကိုပြောတာအဲ့ဒါဘယ်လောက်လဲသူကပြန်သွားတဲ့ငှက်က12ကောင်ကြံခဲ့တဲ့ငှက်က18ကောင်ဒါဆိုရင်သူ့ကိုလိုချင်တယ်ဆိုရင်စုစုပေါင်းမူလကရှိတဲ့ဟာကိုလိုချင်တယ်ဆိုရင်ဗာနဲ့ပါပြန်သွားတဲ့ငှက်ရဲ့အခုကျန်တဲ့ငှက်ရဲ့ပေါင်းเนาะကျောင်းဝင်းအတွင်းမှာကလေး15ယောက်ရှိတယ်တန်ရှင်းလုပ်နေကြတယ်ကလေးအချို့ထက်ရောက်လာတယ်အဲဆိုရင်ကျောင်းဝင်းအတွင်းမှာကလေး15ယောက်ရှိတယ်တန်ရှင်းလုပ်တယ်ကလေးအချို့ထက်ရောက်လာတယ်ဘယ်လောက်ထက်ရောက်လာမှန်းတော့မသိဘူးကလေးအချို့ထက်ရောက်လာဒါဆိုရင်နဲ့ကလေးမြင်များထက်ရောက်လာတဲ့နည်းတဲ့ဘူလာကတော့အခုကလေး24ယောက်ရှိမယ်ဆိုရင်တဲ့အဲ့ဆိုရင်ကလေးကအားလုံးပေါင်းစုစုပေါင်းဘယ်နှစ်ယောက်ဖြစ်သွားပြီကလေးချို့ထက်ရောက်လာတဲ့ကမှာ24ယောက်ရှိသွားပြီဆိုတော့ထက်ရောက်လာတဲ့ကလေးကဘယ်လောက်လဲတဲ့ဒါဆိုထက်ရောက်လာတဲ့ကလေးလိုချင်တယ်ဆိုရင်15အပေါင်းကွက်လက်ညီမြချင်း24အဲ့ဆိုရင်ကွက်လက်ကိုလိုချင်တယ်ဆို14ရဲ့15ပါလို့လိုက်မယ်နှုတ်လိုက်မယ်နော်အဲ့လိုမျိုးတော့ပြရအဲ့ဆိုရင်ဒီဟာလေးတွေလည်းရပြီနော်